Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာကတော့ကိုယ့်ရဲ့ Facebook တွေကိုဘယ်လို form မျိုးစားဝင်တာလဲဘယ်သူတွေဝင်တာလဲကြည့်နေလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်းညီကိုမောင်နှမတို့ like and follow လေးလုပ်ပေးကြပါအောင်လို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာပထမဦးဆုံး Facebook တွေကိုဝင်မယ်ပြီးရနဲ့ menu bar လေးရှိသွားပြီးတော့နှိပ်မယ်ဝိုင်းပြထားမယ်နော် menu bar လေးနှိပ်မယ်ပြီးရင်အပေါ်နည်းဆွဲတင်မယ် setting ရဲ့ privacy ဆိုတာလေးကိုနှိပ်မယ်ပြီးရင်အဲ့ဒီမှာ setting ဆိုတာလေးကိုနှိပ်မယ်အကောက်စင်တာဆိုတဲ့နေရာလေးဝိုင်းပြတာနော်အဲ့ဒီနေရာတွေကကိုကြိုက်တဲ့နေရာကိုရွေးပြီးတော့နှိပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီမှာ password and security ဆိုတာရှိတယ်နော်အဲ့ဒီဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်မယ်အဲ့မှာပြီးလို့ရှိရင် where you log us in ဆိုတာရှိတယ်နော်အဲ့ဒီမှာကိုဝိုင်းပြထားတဲ့နေရာလေးအဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးရင်အဲ့မှာကိုယ့်ရဲ့ Facebook account တွေကိုဝင်မယ်ချက်နှိပ်မယ်ပေါ့နော်ဝိုင်းပြထားတဲ့နေရာလေးကိုဒါလေးကတော့ကိုယ့်ရဲ့ Facebook တွေကိုဘယ်သူတွေဝင်ထားလဲပေါ့နော်ကိုမသိတဲ့ phone user ဝင်ထားလားအဲ့ဒါဆိုရင်တော့အဲ့ဒီ phone user ကိုနော်ကိုဖြတ်ထုတ်ပေးရအောင်ပေါ့နော်ကိုမသိတဲ့ phone user လေးကိုချက်နှိပ်ပြီးတော့အဲ့ဒီမှာ log out ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရုံနဲ့တစ်ဖက် log in ဝင်ထားတဲ့ဖုန်းကကိုယ့်ရဲ့ Facebook account တွေကနေ auto log out ဖြစ်သွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်စုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကြိုးစားနေကြမှုအားပေးကြပါဦးခင်ဗျာ